အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မြန်မာဆန်ဆန်ငပိရနဲ့အတူတူစားပြမှာဖြစ်ပါတယ်မင်းကတော့ငပိရလို့ခေါ်တာပဲဒါပေမဲ့သူများတွေလုပ်တဲ့ပုံစံနဲ့ကျွန်တော်လုပ်တဲ့ပုံစံတူချင်မှတူတယ်ဒါပေမဲ့ကျွန်တော်ချက်တာလေးတော့ပရိသတ်ကြီးကလိုက်ကြည့်ပြီးတော့နော်စူလာအောင်ဆောင်ပြီးတော့ကျွန်တော်ကဲငပိရနဲ့လေးတော့မွေးနေရပဲဖွင့်ကြည့်လိုက်မယ်နော်တုံးကဲကျွန်တော်ပြီးရေကိုအယိုးလေးစစ်ပြီးဆိုတော့ပြန်ပြီးဦးရဲပြန်ထည့်မယ်နော်ထောင်းလာတယ်ကျက်သွန်ပြီးရင်အရင်ကြောက်တယ်ကဲနော်ချစ်သူရှိရာဒီဌာနစီသို့မှန်ဆောင်တန်တပါတော့လေတခါတစ်ခေါက်ဖြင့်မလာရောက်ဝင်ပါကွယ်နှစ်ခုလေ၍နေ့နဲ့ရက်ပြောင်းလာညောင်းလာဒီသာရှင်ပြချစ်သူမျက်နှာလာလာပါပါမြင်လို့လာ这个因为你的救援，回得给你做小，撒农药。မနေတာတပြေးတရွာသွေးခွာလို့ပြေးခဲ့ပြီကွယ်မကျင်နာလို့တော့ဟုတ်ပါဘူးမရှင်းနာလို့ဆုတ်လာလို့ဘဝဝဲချစ်သူရှိရာမလားဝင်ဝင်ရာတဲ့နိုင်ရွယ်စိတ်နဲ့မြတ်ထံစုပန်းတာအခုတဖန်ဘဝမဆုံးရရရှိတော့နောင်တမလုံး အရန်ကောင်းတယ်ပြီးရင်တို့ရရမယ်တော့ရေတောက်လေးနဲ့တင်းင်းဝယ်လို့ရှယ်ပဲ ဂုံတိုင်းဝေတိုင်းတိုင်းထက်ကထားပိုက်ဖြတ်ခါသွားနိုင်တဲ့ကိုဖြစ်ရပါလို့ကြောင်းဆူတောင်းမိတယ်မရှင်ဝဲလူကိုပြင်းများရဲ့ကြောင်းဒီဘဝအတွက်တော့နှမလက်လျော့နေလေအောင်တော့ဝဲစားလို့ကောင်းနော်ဟုတ်ကဲစားလို့လည်းပြီးသွားပြီစားလို့လည်းအရန်ကောင်းတယ်တီတီမိမိပြီးဆောင်းဆက်ရမ်းမိုက်လေကြာလေးဦးလူလေးနဲ့ဒီမှာပြီးတူကြတယ်မြန်မာဆန်ဆန်လေးစားတယ်အရန်ကောင်းတယ်အဲ့တော့ကျွန်တော်တို့ကျန်တာနောက်ဗီဒီယိုမှာပြန်တွေ့ချင်ပါတယ်